ိုးအဝေးကြီးကအာကာသထဲမှာကြောက်ဆောင်နေပဲရှိတဲ့ဂျိုတစ်ခုပေါ်မှာစက်ရုပ်ကလေးရိုဘီဟာနေထိုင်ပါတယ်။တနေ့တော့ဘာမှမရှိတဲ့မြေကြီးထဲကနေစိတ်စိမ့်ဆူဆူအပင်လေးတစ်ပင်ကိုရိုဘီဟာတွေးလိုက်ပါတယ်။ဒါပေမဲ့လည်းဂျိုပေါ်မှာရေမရှိတော့အပင်လေးညှိုးနှမ်းသွားမှာကိုရိုဘီကစိုးရိမ်နေတာပေါ့။အဲဒါနဲ့ပဲရိုဘီဟာအပင်လေးအတွက်ရေရှာဖို့အာကာသထဲကတခြားဂျိုရီစီကိုထွက်သွားပါတော့တယ်။ရေခဲဂျိုပေါ်မှာရေခဲကိုတွေ့တဲ့အခါအပင်လေးအသက်ရှင်နိုင်ပြီဆိုပြီးရိုဘီကပျော်သွားပါတယ်။ရိုဘီဟာရေခဲကိုပိုက်ပြီးသူ့ဂျိုစီကိုအမြန်ပြန်သွားတာပေါ့။ဂျိုပေါ်ရောက်တာနဲ့ရေခဲကနေအရေတွေပြောပြီးအပင်လေးကိုရိုဘီဟာရေလောင်းပါတော့တယ်။အာကာသမုန်တိုင်းတွေတိုက်ခတ်လာရင်လည်းရိုဘီဟာအပင်လေးကိုဂယုတစိုက်နဲ့ကာကွယ်ပါတယ်။ရိုဘီရဲ့ဂယုဆိုင်မှုကြောင့်အပင်လေးဟာတဖြည်းဖြည်းနဲ့အကိုင်းအခက်တွေဝေစားတဲ့တစ်ပင်ကြီးဖြစ်လာပါတယ်။အခုဆိုရင်ရိုဘီရဲ့ဂျိုဟာအရင်လို6တွေ့မနေပဲစိမ့်လန်းတဲ့ကဘာလေးဖြစ်လာခဲ့တာပေါ့။ခလေးတို့ရေစက်ရုပ်ကလေးရိုဘီတောင်တစ်ပင်လေးတွေကိုချစ်ရင်ခလေးတို့လည်းကဘာကြီးစိမ့်လန်းဖို့တစ်ပင်လေးတွေကိုအတူတူစိုက်ကြမယ်နော်။